အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရှိမှာ Android ဘောက်လုံးဝအမျိုးအစားရှယ်အမှန်ကန်ကိုပြန်ရောက်တယ်ဒီအားဆက်အလုံးကြီးရလည်းနည်းနည်းပဲရောက်တဲ့အတွက်ကိုမိတ်ဆွေတို့လိုအတွက်မိတ်ဆွေတို့မှာယူနိုင်တာဖြစ်တယ်လုံးဝသူ့ရဲ့ packaging ကအစတော်တော်လေးကိုမိုက်သွားပြီးနောက် run 4နဲ့ဖြစ်သွားပြီးကျွန်တော်ရှိရဝယ်တဲ့ set တွေအားလုံးကျွန်တော်ဘရော့အခါမှာကလုံးတွေအတူပါတွေမရောင်းဘူး original set တွေကိုပဲရောင်းတယ်ကျွန်တော်ရှိရဝယ်ဘူးတဲ့ customer တွေလည်းသိတယ်ဒီအမျိုးအစားဆိုရင်လည်းလူတော်တော်များများသိပြီးသားအမျိုးအစားဖြစ်တယ်လို့လူကြိုက်များတဲ့အမျိုးအစားလည်းဖြစ်တယ်အဲ့တော့ H96 Ju Pro Plus ဖြစ်သွားပြီသူကနောက် run 4နဲ့လာတယ် run 4မှာ storage 32နဲ့ဖြစ်သွားပြီအပေါက်တွေဆိုရင်လည်းရွတ်သမျှအပေါက်တော်တော်လေးကိုစုံစုံလင်းလင်းကိုပါတာဖြစ်တယ်တော်တော်လေးကိုစုံစုံလင်းလင်းပါတာဖြစ်တယ်နောက်သူ့ထဲမှာအာတာချက်က remove ကအစ bluetooth remove ဖြစ်သွားပြီဒီအတွက်ဟိုမှာအင်မတန်သုံးလို့ကောင်းတဲ့ set လေးဖြစ်တယ်နောက် wifi ဆိုရင်လည်းတော်တော်လေးကိုဆွဲအားကောင်းတယ် wifi 6တပါးလေးနဲ့ဖြစ်သွားပြီနောက်သူ့ထဲက packaging ကအစတော်တော်လေးမိုက်တယ်ကျွန်တော်ဒီ set လေးတော်တော်လေးသဘောကျတယ်အဲ့တော့ packaging လည်းမိုက်တယ်ဖော်ဒီပါတွေနဲ့နောက်သူ့ထဲမှာအောက်မှာဒါမျိုးဘူးလေးတစ်ဘူးပါမှာဖြစ်တယ်ဒီဘူးထဲမှာဆိုရင်တော့မိတ်ဆွေတို့သိတဲ့အတိုင်းပဲဒီ user guide ပါမယ် HDMI ကြိုးတကြိုးပါမယ် HDMI ကြိုးပါမယ် adapter ပါမယ် user guide ပါမယ် remove ပါမှာပေါ့အဲဒီထဲမှာပြီးတော့ဒီသူ့ရဲ့ adapter တွေဘာတွေကအစ quality တော်တော်လေးကိုကောင်းတယ်နောက် remove ကလည်း bluetooth remove ဖြစ်သွားတဲ့အတွက်ကိုမိတ်ဆွေတို့ဆက်ကိုတဲပြနေစရာမလိုအလွယ်တကူပဲအဝေးကနေပြီးတော့လှမ်းပြီးနှိပ်လို့ရမှာဖြစ်တယ်ဒီဆက်ကျွန်တော်ရှိမှာပစ္စည်းအနည်းငယ်ပဲပြန်ရောက်တော့မိတ်ဆွေတို့လိုအပ်တဲ့မိတ်ဆွေတွေမှာယူနိုင်တာဖြစ်တယ်ကျွန်တော်အကောက်ထဲမှာဖုန်းနံပါတ်လေးလည်းတင်ပေးထားတယ်ဖုန်းဆက်ရွက်ဖြစ်စေ Viber ဖြစ်စေဆက်သွယ်မှာယူနိုင်တာဖြစ်တယ်လောလောဆယ် daily ရောက်တဲ့မျိုး daily နဲ့ပို့လို့ရတဲ့မျိုးတော်တော်များများကိုကျွန်တော်အင်ရောင်းငွေချေလေးလည်းပို့ပေးတယ်အားလုံးကျေးဇူးပါ